တခါတော့ငါပေါ့ကွယ်အလွန်လှပါပြီးအစင်တန်းမြင့်တဲ့ချီတိုးတုတ်ကိုပိုင်ဆိုင်တဲ့အမျိုးသမီးတို့ဟာခရီးထွက်လာရင်လည်းပဲမဟော်တရာရဲ့ရေကန်တော်အနီးကိုရောက်ရှိလာချိန်မှာတော့ချီတိုးပိုင်ရှင်အမျိုးသမီးဟာငါရေခဏဆင်းချိုးမှပဲချီတုပ်လေးဟာငါရဲ့အဖိုးရန်ပစ္စည်းလေးပဲရေချိုးနေတော့မှာတော့ကံမောင်ပေါ်မှာခဏတင်ထားလိုက်မယ်ဆိုပြီးသူဟာချီတုပ်ကိုအဝတ်အစားတွေပေါ်မှာတင်ထားပြီးရေထဲကိုဆင်းပြီးရေချိုးနေခဲ့ပါတော့တယ်ဒီအချိန်မှာပဲအမျိုးသမီးတို့ကရောက်ရှိလာခဲ့ပြီးဒီမှာချီတုပ်အကောင်းစားတစ်ခုပဲဒါမျိုးကိုငါကအပိုင်လိုချင်နေတာလှည့်စားပြီးတော့ယူအောင်မလို့စဉ်းစားပြီးချီတုပ်နားကိုချင်းကပ်လာကအဝတ်အစားတွေကိုတက်ရက်အောင်လုပ်ပေးနေဟန်ဆောင်ပါတော့တယ်အဲ့ဒီနောက်မှာတော့ခိုးယူသူမိမကအမကြီးရေကိုအေးအေးနဲ့အေးအေးဆေးဆေးချိုးပါရှင်ကျမဒီမှာခဏထိုင်ကြည့်ပေးထားမယ်နော်လို့ပြောကြားလိုက်တာကြောင့်ချီတုပ်ပိုင်ရှင်အမျိုးသမီးဟာကျေးဇူးတင်ပါတယ်မရဲ့လို့ပြောကြားလိုက်ပြီးရေအေးအေးဆေးဆေးချိုးနေခဲ့ပါတော့တယ်ဒီအချိန်မှာပဲခိုးသူမိမဟာပိုင်ရှင်အလစ်မှာချီတုပ်ကိုယူပြီးတုတ်ချစ်တင်ပြေးလွှားပါတော့တယ်အဲ့ဒီနောက်မှာတော့ချီတုပ်ပိုင်ရှင်မျိုးသမီးကနောက်ကပြေးလိုက်လာခဲ့ပြီးဟဲအမရဲ့ရက်ပါအောင်ဘာလို့ကျမရဲ့ချီတုပ်ကိုယူသွားရတာလဲလို့ပြောကြားလိုက်ချိန်မှာတော့ခိုးသူမိမကဘာငါကနင့်ရဲ့ချီတုပ်ကိုယူလာတယ်ဟုတ်လားဒါငါကိုယ်တိုင်ဝယ်ထားတဲ့ချီတုပ်ပဲဘာဒီလာဆွဆွဲနေတာလဲလို့ပြောကြရင်နှစ်ဦးသားအပြင်းထန်ညှင်းခုန်စကားများကြကနေမဟော်တရာရဲ့ဇက်ရုံတော်ကြီးကိုရောက်ရှိလာခဲ့ပါတယ်ဒီအချိန်မှာပဲလူအုပ်ကြီးကလည်းစိတ်ဝင်စားဝိုင်းဝန်းကြည့်ရှုနေချိန်မှာတော့မဟော်တရာသူခမိန်ကဟဲတိတ်ကြစမ်းဂျုံတော်ထဲမှာစူညံချင်းမပြုတ်ရဘူးသင်တို့ဘာတွေညှင်းခုန်နေကြတာလဲလို့မေးမြန်းလိုက်ပါတယ်ဒီအချိန်မှာခိုးယူသူမိန်းမကအရှင်သူခမိန်ရဲ့ဒီမိန်းမပေါ့ကျမရဲ့အဖိုးရန်ချီတုပ်ကိုသူ့ဟာပါဆိုပြီးလမ်းမှာလိုက်လူနေလို့ပါလို့တိုင်ကြားလိုက်ပါတယ်ဒီချိန်မှာချီတုပ်ပိုင်ရှင်အမျိုးသမီးကမျက်ရည်တွေဝဲလာပြီးမဟုတ်ရပါဘူးအရှင်ရဲ့ကျမကရေချိုးနေတော့သူကကိုကြီးချင်းအောင်ဆောင်းပြီးခိုးပြေးသွားတာပါဒါကကျမရဲ့ကိုယ်ပိုင်ပစ္စည်းစစ်ပါရှင်လို့ရှောက်တင်လိုက်ပါတယ်ဒီလိုပြောကြားလိုက်ချိန်မှာပဲမဟော်တရာဟာတင်းငိမ်စွာဖြင့်ကြည့်ပြီးကောင်းပြီလေတင်တို့နှစ်ယောက်လုံးကမိမိပိုင်ပစ္စည်းလို့ဆိုနေကြတယ်ဆိုတော့ဒါဆိုရင်ငါကမိကုန်းတစ်ခုစီမေးမြန်းရတာပေါ့အမှန်တိုင်းဖြေကြစမ်းလို့ပြောကြားလိုက်ပါတယ်အဲ့ဒီနောက်တော့မဟော်တရာသူခမိန်ကခိုးသူမိန်းမကိုကြည့်ပြီးကဲမင်းကအရင်ဖြေဒီချီရုပ်ထဲမှာဘာတွေထည့်ထားသလဲလို့မေးမြန်းလိုက်ချိန်မှာခိုးသူမိန်းမဟာချက်ချင်းပဲချီတွေပဲပေါ့အရှင်ရဲ့တာမန်ချီတွေပါပဲလို့ဖြေကြားလိုက်ပါတယ်မဟော်တရာကဒီတစ်ချိန်မှာတော့ချီတုပ်ပိုင်ရှင်မျိုးသမီးဘက်ကိုလှည့်ပြီးတော့ကဲမိန်းမပြိုတင်ကားရောချီတုပ်ထဲမှာဘာတွေထည့်ထားသလဲပြောရအောင်လို့မေးချိန်မှာတော့ချီတုပ်ပိုင်ရှင်မျိုးသမီးကမှန်ပါတယ်အရှင်ရဲ့ကျမရဲ့ချီတုပ်ရဲ့ချီအလယ်မှာတော့ပိုးချီမြင်ထုတ်ကလေးကိုအမှတ်သားတစ်ခုအနေနဲ့ထည့်ထားပါတယ်လို့ဖြေကြားလိုက်ပါတယ်ဒါနဲ့ပဲမဟော်တရာသူခမိန်ကကဲကောင်းပြီဒါဆိုရင်လူအများရှိမှဒီချီတုပ်ကိုဖြည့်ကြည့်ကြရအောင်လို့ပြောကြားပြီးချီတုပ်ကိုဖြည့်ကြားလိုက်ချိန်မှာတော့ချီတုပ်ပိုင်ရှင်အမျိုးသမီးပြောတဲ့အတိုင်းပဲအထဲမှာပိုးချီမြင်ထုတ်ကလေးကထွက်လို့လာပါတယ်ဒီဟာကိုမြင်သွားတဲ့အချိန်မှာတော့မဟော်တရာသူခမိန်ကကဲအမှန်တရားကပေါ်လွင်သွားပြီးဒီချီတုပ်ကအမျိုးသမီးရဲ့ပစ္စည်းပဲလို့ပြောကြားလိုက်တာကြောင့်ခိုးသူမိန်းမဟာမျက်စိမျက်စံပြတ်သွားပြီးအရှင်ရဲ့ကျမမှားသွားလို့မိပြီးယူမိတာပါလို့ပြပြတလဲပြောကြားပါတယ်ဒီချိန်မှာပဲမဟော်တရာသူခမိန်ကအတန်ခတ်ပြင်းပြင်းနဲ့ပဲဟေးမင်းကမေ့တာမဟုတ်ဘူးမင်းဟာသူတစ်ပါးပစ္စည်းကိုမတရားလိုချင်တဲ့ခိုးယူသူတယောက်ပဲပစ္စည်းပိုင်ရှင်ဟာအထဲမှာဘာရှိမှန်းသိပေမဲ့ခိုးသူကတော့အပြစ်မှန်းပဲမြင်နိုင်တာလို့ပြောကြားလိုက်ပြီးကဲခိုးသူမိန်းမမင်းအပြစ်တွေကိုဝန်ခံနိုင်မှာလားလို့မေးကြလိုက်ပါတယ်ဒီလိုပြောကြားတဲ့ကိုကြားလိုက်ချိန်မှာတော့ခိုးသူမိန်းမဟာကြောက်လန့်တကြားနဲ့ဒူးထောက်လိုက်ပြီးမှန်လားပါအရှင်ရဲ့ကျမလောဘစိုးတိုက်ပြီးခိုးယူခဲ့မိပါတယ်ခွင့်လွှတ်ပေးပါဖေ။လို့ပြောကြပါတော့တယ်ဒါကြောင့်မဟာတရာကမျိုးသမီးကိုနောင်ကိုသူတစ်ပါးပစ္စည်းကိုမတရားမလိုချင်တဲ့ကဲမိမပြိုတင့်ရဲ့ပစ္စည်းတွေကိုပြန်ယူပြီးအေးချမ်းချမ်းပြန်နိုင်ပြီလို့ဆုံးဖြတ်ပေးလိုက်ပါတော့တယ်မဟော်တရာသူခမိန်ရဲ့တေချာစွာစူးစမ်းတက်တဲ့ဉာဏ်ပညာကြောင့်မတရားမှုတွေဟာပျောက်ကွယ်ပြီးအမှန်တရားဟာအောင်ပွဲခံခဲ့ရပါတော့တယ်ပိုင်ဆိုင်မှုဆိုတာဟာအပေါ်ယံသွင်းပြမမရှိပဲစစ်မှန်တဲ့အသိပညာနဲ့အထောက်အထားပေါ်မှာသာတည်တယ်ဆိုတာကိုဒီဇလန်လေးကဖော်ပြလို့နေတာပဲဖြစ်ပါတော့တယ်ရှင်ဒီ channel လေးကနေပြီးတော့တသားမိမိတို့အတွက်ဘုဟုတုဒ္ဒရစေမဲ့ပုံမြင်လေးတွေကိုအမြဲတင်ဆက်ပေးနေမှာဖြစ်လို့ like and subscribe လုပ်ပြီးအားပေးခဲ့ပါအောင်နော်အချိန်ပေးပြီးကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်